မင်္ဂလာပါရာသီဥတုအရင်အေးတယ်ဗျကျွန်တော်ရောက်နေတဲ့နေရာဒီဇင်ဘာ20ရက်နေ့ဆိုတော့လာမယ့်ရက်မကြာခင်မှာခရစ်စမတ်ခရစ်တော်ရဲ့မွေးနေ့2025နှစ်တည်းကုန်ဆုံးရော2026နှစ်တည်းရောက်တော့မယ်ဒီရက်ပိုင်းမှာလဲဖက်စစ်အကြံဖတ်စေအုပ်စုရဲ့ဒရက်ဆက်လေချောင်းပုံကျဲမှုတွေနဲ့အပြင်နိုင်ငံရေးလိမ်လည်မှုကြီးတစ်ခုဖြစ်တဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အခြေအနေတွေကြောင့်တိုင်းပြည်တော်ဝန်အုပ်အော်တောင်းနေဖြစ်နေကြတာပေါ့ဗျာဒါနဲ့ပတ်သက်ပြီးဒီကနေ့ကျွန်တော်သတင်း၄ပုဒ်တင်ပြချင်ပါတယ်သတင်း၄ပုဒ်မတင်ပြခင်မှာဒီကနေ့လူမျိုးတွေ YouTube channel နဲ့ပတ်သက်ပြီးကိုယူပေါ်ပြမှုတွေဒရက်ဆက်များပြားနေတဲ့အတွက် YouTube channel အစ်စ်မှာအပိချဖို့လီလီဇာအခါထက်ပြောပြရစီဒီနေ့အရေးကြီးတဲ့သတင်းတွေအားလုံးထဲမှာအရေးတကအရေးအကြီးဆုံးသတင်းကောက်နှုတ်ချက်၄ခုကတော့ calling ကိစ္စဖြစ်ပါတယ်။အုပ်ဖို့ကြားဖြတ်တိုက်ခိုက်မှုပေါ်တာဆွဲတဲ့ကောင်ကြီးမတာပေါ်တဲ့သတင်းအပြင်ကြောက်ပြူကိုထိုးစစ်ဆင်ပြီးရိုးလို့ကျွန်တော်တို့လက်ခမောက်ခတ်ဟစ်ကြွေးရမယ့်အခြေအနေတစ်ခုရှိပါတယ်။ calling မှာလည်းတိုက်ပွဲပြင်းထန်နေတဲ့အခြေအနေတွေရှိပါတယ်။ဒီသတင်း၄ခုကိုကျွန်တော်အနည်းချုပ်တွေနဲ့သုံးသက်ချက်တွေတင်ပြသွားမှာဖြစ်ပါတယ်။အဲ့တော့ကနဦးမှာကျွန်တော်တို့ calling တိုက်ပွဲကြောင့်စပြရအောင်။ calling ဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့နေမြေတစ်ခုဖြစ်ခဲ့ပါတယ်။ calling မြို့ကိုတိမ့်ပိုက်ထားနိုင်တဲ့ကာလအကြောင်းအခြေအနေအရရက်ကြောင့် calling မြို့ကြီးပြန်လဲလက်လွတ်လိုက်ရပြီးတကာလအခုဆိုရင် calling လို့ပတ်လည်မှာတော်လိုင်းတက်တွေကဝိုင်းရန်ထားပြီးဖက်စစ်တပ်ရဲ့စစ်အင်အား100စစ်ကြောင်းဝင်လာတော်လိုင်းတက်တွေဓာပြတ်တိုက်တယ်လို့တော်လိုင်းတက်တွေဟာဒီကနေ့ဆိုရင် calling ရဲ့တစ်လက်ဖို့စခန်းကိုတိမ့်ပိုက်နိုင်ပြီးနောက်ပိုင်းမှာစစ်ကြောင်းထိုးစစ်ကူပို့လာတယ်တွေ့ရပါတယ်စစ်ကြောင်းထိုးစစ်ကူပို့တဲ့အတွက် PDF တက်တွေတော်လိုင်းတက်တွေဟာစစ်ကြောင်းတွေရောစစ်ကူတွေရောဓာပြတ်တိုက်ခိုက်မှုကြောင့်အကြမ်းဖက်ဖက်စစ်တပ်ဟာအတုံးယုံတည်ဆုံမှုဖြစ်ပေါ်ခဲ့ပါတယ်အင်တာနက်စာမျက်နှာတွေပေါ်မှာဖက်စစ်တပ်ဟာတက်ရှူတွေးခွဲဝါရဖျက်မှုတွေဘလို့ပဲလုပ်နေတာတော်လိုင်းတက်တွေကတော့တစ်စက်ကလေးမှမလျှော့တဲ့စိတ်နဲ့ဖက်စစ်အကြမ်းဖက်တပ်ကိုချီမုံပမယ်ဆိုတဲ့တန်ဋိဌာန်ကိုအခုထိတပြားသားမှမလျော့သေးပါဘူးတို့ပဲခူးတိုင်းအုပ်ဖို့ပေါ်တာဆွဲဖို့ထွက်လာတဲ့စစ်ခွေးရဲခွေးတတိုက်ကိုနေရာအနှက်ကဝိုင်းပြုံစော်ပလို့တီးလိုက်တာတနက်လက်သိမ်းစီရမိပြီး6ယောက်ခန့်ပြီးဆုံးနေလို့သိရတယ်အဲ့တော့ဒီအပိုင်းနေမှာလဲလူငယ်တွေကိုပေါ်တာဆွဲမှုဟာတရဇက်များပြားလာပါတယ်ဗစစ်စေအုပ်စုဟာခြေတမ်းမှာအသေးခံခိုင်းမူရစေးဘိန်းကျွေးအသေးခံခိုင်းနေတဲ့လူငယ်ပေါ်တာဆွဲတဲ့လူငယ်တွေကိုဒီအပိုင်းမှာဒီလာပိုင်းနေမှာအတော်အများပြားလောက်လာတွေ့ရတယ်ပြည်သူလူထုကတော့ခါးစည်းခံရင်းနေပေါ့ဗျာဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့တော်လိုင်းတက်တွေရော NRA SRA ဘာဖြစ်အစရှိတဲ့တက်တွေအသီးသီးဟာပေါ်တာဆွဲတာနဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံဘူးလို့တရားဝင်ကြေညာထားသလိုမြို့ပြပျောက်ကြားတက်တွေအသီးသီးတော့တော်လိုင်းတက်တွေအုပ်ချုပ်ရေးမှုတွေပေါ်တာဆွဲတဲ့တောက်တိုင်ကြီးမှန်တယ်ဗျဒရက်ဆက်ရှင်းနေတဲ့သတင်းကိုလည်း online စာမျက်နှာထပ်တွေ့ကြရဒီထက်ပိုပြီးပြစ်ဒဏ်နဲ့ပြစ်ဒဏ်ပေးမှုတွေကိုမြို့ပြပျောက်ကြားတပ်ဖွဲ့များနဲ့တကွာတော်လိုင်းတပ်ဖွဲ့များကလုံနိုင်တဲ့အရေးချင်းရှိတယ်ဆိုတာကျွန်တော်တို့ယုံကြည်ပါတယ်လုံနေတာကိုတွေ့ရပါတယ်ဒါဟာပြည်သူနဲ့စန့်ကျင်တဲ့ဘက်မှာဘယ်ကောင်နေရလဲဆိုရင်မေးခွန်းရဲ့ရလဒ်တစ်ခုဖြစ်ပါတယ်တတိယသတင်းလေးတစ်ခုပြောအောင်ဂင်းနီပြည်နယ်မှာအရေးပေါ်အခြေအနေကာလအဖြစ်တတ်မှတ်လိုက်ပါတယ်ဒီရဲ့စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်ရဲ့လက်မှတ်ထိုးပြီးထုတ်ပြန်တဲ့စာဂီနီတပ်ပေါင်းစုရဲ့သဘောထားလို့ထုတ်ပြန်ချက်လို့လည်းပြောလို့ရပါတယ်အဲ့တော့ဂီနီမှာစုဖွဲ့ထားတဲ့တပ်ပေါင်းစုရှိတယ်ဂီနီတပီနယ်လုံးကိုစစ်စင်လာတဲ့ဖက်စစ်တပ်ကိုစုစည်းပြီးတိုက်ပွဲဝင်နေတဲ့တပ်တွေအများပြားရှိတယ်အဲ့ဒီတပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်ဗိုလ်မှူးချုပ်အောင်မြတ်ရဲ့လက်မှတ်နဲ့ထုတ်ပြန်ချက်ပါခရစ်စမတ်ကာလဟာလူစုလူဝေးတွေတချင်းဆိုတဲ့ကိစ္စရက်တွေပျော်ဝဲရှင်ဝဲလုပ်တာတွေကိုအတက်နိုင်ဆုံးမလုပ်ကြဘူးမြစ်တာရက်ခံထားပြီးဖက်စစ်တပ်ရဲ့လေချောင်းရာဇဝတ်မှုရန်ကိုသတိထားကြဖို့ဒီလိုပွဲတော်ကာလတွေမှာဖက်စစ်တပ်ဟာလေချောင်းကဘုံကျဲတာတွေအပြစ်မဲ့အရသားပြည်သူနေအိမ်ဒီပေါ်ကို
ကြောက်လန့်တကြားဖြစ်အောင်ဆိုရင်ကြီးဖြစ်အောင်ဘုံကျဲတာတွေလှုပ်လေလှုပ်ထားရှိတဲ့အတွက်ကျွန်တော်တို့ဒီဇင်ဘာ19ရက်နေ့ကနေပြီးတော့ဇန်နဝါရီ9ရက်နေ့ထိကိုဂီနီပြည်နယ်မှာအရေးပေါ်ကာလအရေးပေါ်အခြေအနေအထူးသတိထားဂရုစိုက်နေထိုင်ကြဖို့ဒါပေါင်းစုရဲ့တဘောရထုတ်ပြန်ချက်နဲ့အတူကေရဲ့စီဦးတီချုပ်ဘုံချုပ်အောင်မြဲလက်မှတ်ထိုးပြီးထုတ်ပြန်လာတာတွေ့ရပါတယ်လက်မှတ်ထိုးပြီးထုတ်ပြန်ပြီးတကလာနောက်ထပ်လက်မှတ်ထိုးထုတ်ပြန်တဲ့စာဆောင်ထပ်ထွက်လာပါတယ်အဲ့ဒီစာကတော့အရေးကြီးတယ်ဗျရွေးကောက်ပွဲရဲ့မဲယုံနားမှာပြည်သူလူထုတွေမနေကြဘူးရွေးကောက်ပွဲနဲ့ပတ်သက်ဆက်တဲ့နေရာမှာမနေကြဘူးဗတ်စစ်တပ်ဟာတရားမဝင်ရွေးကောက်ပွဲကိုနိုင်ငံရေးလိမ်လည်မှုတစ်ခုအဖြစ်နဲ့လောက်တော့မှာဖြစ်တယ်။တမိုင်းမှာတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေရစစ်တပ်ဟာရွေးကောက်ပွဲလုပ်ပြီးတိုင်းသူတို့စစ်တပ်ကနေသူတို့စစ်တပ်အသွင်ပြောင်းပါတီမနိုင်ရင်အာဏာသိမ်းနေရှိတယ်ဆိုတာကိုလည်းပြောပြထားသလိုဒီရွေးကောက်ပွဲကိုခေါင်းစဉ်ပြပြီးကဘာကိုရောမြန်မာကိုရောပြည်သူကိုရောနိုင်ငံရေးလိမ်လည်မှုကြီးတစ်ခုကျူးလွန်တော့မယ်။ဒါကြောင့်မို့ဒီရွေးကောက်ပွဲကိုလုံးဝလက်မခံဘူး။ဂီနီပြည်နယ်ထဲမှာရှိတဲ့ရွေးကောက်ပွဲမဲယုံနားတွေမှာမနေဖို့ကေစီဦးစီးချုပ်ကဒီကနေ့ထပ်မံထုတ်ပြန်လိုက်ပါတယ်။ပွဲကတော့လှပြီနော်။ရွေးကောက်ပွဲစိတ်ကူးရှင်ပြီးတရားဝင်မှုရချင်တဲ့တမရာယူမင်းအောင်လိုက်အတွက်ဒီတပွဲကတော့အခက်မသိရင်ခွေးကတဲ့ကိုရောက်နိုင်တယ်လို့ ICC ကလည်းမင်းအောင်လိုက်လို့စစ်အုပ်စုကိုတရားစွဲရတဲ့စစ်မေးဖို့စင့်ခေါ်လိုက်ပါတယ်အရင်ကာလတုန်းက ICC ကတရားစွဲတော့ဒေါန်ဆန်းစုကြည်ဟာနိုင်ငံရဲ့ဂုဏ်သိက္ခာအတွက်သူကိုယ်တိုင်ရှီတန်းကမမရက်ပြီးတွားရောက်ကာကွယ်ခဲ့တယ်တက်တိရှိနော်အမျိုးသမီးတယောက်ချိတ်ထမိန်ဝတ်ပြီးကပ္ပအလဲမှာရေရဲဝန်းကာကွယ်ခဲ့တယ်အခုဘောင်းမီဝတ်ထားတဲ့ယောက်ျားရှင်းမကြီးတွေဖြစ်တဲ့စစ်ဗိုလ်ချုပ်ဆိုတဲ့ကောင်ကြီးဒေါန်ဆန်းစုကြည်လောက်တက်တိရှိပါမလားဆိုတော့ကြည့် ICC တရားခွင်ထပ်မှာလူမျိုးတုံးတပ်ဖြတ်မှုနဲ့တရားခံဖြစ်သွားရောက်စစ်ဆေးခံရဲပါလားလို့မင်းအောင်လိုက်စစ်ဗိုလ်ချုပ်ခေါင်းဆောင်ပစုကိုဒီနေရာကနေမိမထုံးကဲဒီရင်းချီဒီရရဒီကုန်းပိုင်းနေနဲ့ခက်မြမြန်ခက်တူတူနဲ့ပြောချင်တာအာကတ်တော့ဒီကြောက်ဖြူထိုးစစ်ဆင်ပြီးလို့ပဲကျွန်တော်ကဒီနေရာကနေပြောလိုက်ချင်ပါတယ်ပထမကာလတွေမှာစစ်ကိုအစုပ်အတက်တွေနဲ့ကစားနေတဲ့အာကတ်တော့ဒီမြောက်ဦးအပြစ်မဲ့ပြည်သူတွေရှိတဲ့စေကုနေတဲ့လူနာတွေရှိတဲ့မြောက်ဦးပြည်သူစေုံကိုဘုံကျဲပြီးတဲ့နောက်ပိုင်းမှာတော့ပြင်းပြင်းထန်ထန်တုတ်ပြန်မယ်လို့ကပ်ပြက်တခွန်းပြောပြီးဒီနေ့ကြောက်ဖြူကိုစတင်ထိုးစစ်ဆင်ပါကြောက်ဖြူမှာအာကတ်တော့ဤငလပွေချောင်းတစ်ချောင်းပဲချတဲ့ရွာကိုရှောက်အဲ့တော့ဘတ်စစ်တပ်ဟာကြောက်ဖြူမကြစိုးရေးအတွက်ကန်ထိုးရင်နေနဲ့စစ်ကူအင်အား400 500တရဇက်ပို့နေရတယ်လို့ပေဆုံးမှုတွေကလည်းပုံထပ်နေတာပဲအရင်ကအမြဲတမ်းပြောခဲ့သလိုစိန်စားရင်အသေးခံမလားရခိုင်သွားမလားအေးနဲ့စစ်တိုက်မလားဆိုစိန်စားပြီးအသေးခံမဲ့ကောင်းဒီခါတော့မင်းတို့အလဲဖြစ်ပါကြောက်ပြမျိုးသိန်းတိုက်ပွဲကြီးဟာအာရကတက်တော်အေးရဲ့စင်နီးပြူဟာဇွဲတတိစီလုံးညီညွတ်မှုနဲ့သိမ့်ပိုက်နိုင်လိမ့်မယ်လို့ယူဆပြီးကြောက်ပြူမျိုးကြီးကိုတိမ့်လိုက်ပြီးရင်တော့အာရကတက်တော်အေးရဲ့ရခိုင်ပြည်သိန်းတိုက်ပွဲအပြင်ကိုနေဦးတော်လန်ကြီးရဲ့ရလက်တွေအခြေအနေတွေဟာပြောင်းလဲသွားပါလိမ့်မယ်လို့ကျွန်တော်ရေးအမကဘာကြောင့်လဲဆိုတော့ကြောက်ဖြူဟာတရုတ်ရဲ့တဘာဝဓာတ်ငွေပိုင်လိုင်းရှိတယ်အတိကနေဖြစ်ပါတယ်ကြောက်ဖြူကိုမကြောက်အောင်ဖက်စစ်တာတရုတ်အကူအညီနဲ့ညီပေါင်းစုံလုံနေတယ်လုံနေရင်တက်လက်နဲ့အာကတ်တက်တော်အေးဟာစီးနိုင်ငံရေးစီးပွားရေးအစရှိတဲ့အချက်လက်တွေကိုထောက်ရှုပြီးတော့ချုပ်ပြူကိုခဏဟတာပြီးတယ်ဒါပေမဲ့ကိုတွင်းကိုတူးပြီးမိုက်တဲ့ကောင်းတွေအတွက်နောက်ဆုံးတော့ရလာဟာကြောက်ဖြူကိုတိမ်ပြီးတော်လန်ရေးအဖြေကိုပြောင်းလဲပြဖို့အာကတ်တော့အေးစတင်ပြီးတော့ထိုးစစ်ဆက်ပါကြောက်ဖြူကိုသိမ့်ပိုက်ပြီးတော့ပေါက်ဖို့တို့အတန်ဘလို့ပြောင်းမလဲဆိုတော့ကျွန်တော်တို့တစ်ချက်နားထောင်ရင်း
မြန်မာပြည်အနှံပြားကတရုတ်အကျိုးစီးပွားတွေကိုမင်းအောင်လှိုင်ကကာကွယ်နိုင်ရလားဆိုတဲ့မိကွန်းဒီကိုကျွန်တော်တို့ဒီညကနေမေးလိုက်ချက်ဒီနေ့ညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်